လာလွန်မြောက်သောအချိန်အခါတမယမှာမန္တလေးတိုင်းဒေသကြီးမိုးကုတ်ရတနာမြေမှထူးခြားလှပပြီးအရွယ်စားကြီးမားတဲ့ပဒမြတပွင့်ရှာဖွေတွေ့ရှိခဲ့ပါတယ်။အဆိုပါပဒမြကြီးကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကဒုတိယသမ္မတများဖြစ်ကြတဲ့ဦးညိုစောနဲ့ဒေါ်နန်းနီနီအေးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းတွေတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနိုင်ငံတော်သမ္မတရုံးပြည်ထောင်စုဝန်ကြီးဦးခင်မောင်ကြီးတယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစန်းဦးတို့နဲ့အတူဒီနေ့မနက်ပိုင်းမှာနိုင်ငံတော်သမ္မတရုံးတော်ဧကမဆောင်မှာကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ရှေးဦးစွာနိုင်ငံတော်သမ္မတရုံးပြည်ထောင်စုဝန်ကြီးနဲ့တယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့ကပထမကြီးရဲ့အချက်လက်များနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတနဲ့တက်ရောက်လာကြသူများအားရှင်းလင်းတင်ပြခဲ့ပါတယ်။အဲဒီနောက်နိုင်ငံတော်သမ္မတနဲ့အခမ်းအနားတက်ရောက်လာကြသူများဟာပထမကြီးအားကြည့်ရှုခဲ့ကြပါတယ်။ယခုရှာဖွေတွေ့ရှိခဲ့တဲ့ပထမဟာအလေးချိန်2200 ဂရမ်1000ကရက်ရှိတာကြောင့်အရွယ်အစားကြီးမားတာကြောင့်ရှာဖွေတွေ့ရှိရန်ခက်ခဲပြီးရှားပါကြောင်းပထမကြီးအနေနဲ့ခရမ်းရောင်တန်းသောအနီရောင်မှာအဝါရိပ်ဖောက်သောအယောင်ရှိပြီးအယောင်အစင်တန်းအပြင်ကောင်းမွန်ကြောင်းအလင်းပေါက်အားတင့်တင်ပြီးဖန်ရောင်လက်ကောင်းမွန်ကပြုပြင်ထားခြင်းမရှိသောသဘောအတိုင်းရှိတဲ့ပထမကြီးဖြစ်ကြောင်းလည်းသိရပါတယ်။ရခင်ကမိမိတို့နိုင်ငံမှာရှားပါပြီးတန်ဖိုးရှိတဲ့1990ပြည့်နှစ်မှာရရှိခဲ့တဲ့အလေးချိန်69.25 ဂရမ်496.25 ဂရက်ရှိနဝတပဒမြ1996ခုနှစ်မှာရရှိခဲ့တဲ့အလေးချိန်4290 ဂရမ်21450 ဂရက်ရှိပဒမြနဲ့2022ခုနှစ်မှာရရှိခဲ့တဲ့အလေးချိန်959.85 ဂရမ်2989.25 ဂရက်ရှိနာဆာကပဒမြတို့ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းယခုပဒမြအပါအဝင်ပဒမြ၄ပွင့်လုံးဟာမန္တလေးတိုင်းဒေသကြီးမိုးကုတ်ဒေသမှထွက်ရှိပြီးသက်ဆိုင်ရာပဒမြတပွင့်ချင်းအလိုက်ဂုံတက်တီထူးခြားချက်များရှိတဲ့ကြောင်းအလွန်တန်ဖိုးရှိတဲ့ပဒမြများဖြစ်ကြကြောင်း1996ခုနှစ်မှာရရှိခဲ့တဲ့ပဒမြဟာအလေးချိန်အပြင်အများဆုံးဖြစ်တော်လေအယောင်နဲ့အရေးအသွေးနှိုင်းရှင်ပါကယခုနောက်ဆုံးတွေ့ရှိခဲ့တဲ့ပဒမြဟာအယောင်နဲ့အရေးအသွေးပိုမိုကောင်းမွန်တာကြောင့်တန်ဖိုးပိုမိုမြင့်မားကြောင်းသိရှိရပါတယ်ခင်ဗျာ။